တင်ဟာတနေ့ထက်တနေ့တရားခိုင်နှုန်းပဲပိုကောင်းအောင်ကြိုးစားမယ်ဆိုရင်တနေ့အကြာမှာတင်ဟာအရင်ကထက်39ဆပိုတော်လာမယ်ဆိုတာတင်ယုံကြည်နိုင်မလားလူများစုဟာကြီးမားတဲ့အောင်မြင်မှုတွေကြီးမားတဲ့အပြောင်းလဲတွေလိုအပ်တယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်အစွမ်းထက်တဲ့အပြောင်းလဲကအနုမျိုးလောက်တင်းခဲ့တဲ့အလေးအကျင့်လေးတွေကနေစတင်တာပါအလေးအကျင့်ရင်အတိုးနှောင်းအလေးအကျင့်ဆိုတာမိမိကိုယ်ကိုတိုးတက်အောင်လုပ်တဲ့နေရာမှာအတိုးပေါ်အတိုးဆင်ခြင်ခဲ့တော့ပင်ထည့်ပါတယ်ငွေကြေးတွေဟာအတိုးကြောင့်ဖွားများလာတယ်လို့ပဲတင်းရဲ့အလေးကျင့်လေးတွေကိုထပ်ခါတလဲလှုပ်ဆောင်ခြင်းကတင်းဘဝကိုအစမတန်ပြောင်းလဲစေနိုင်ပါတယ်ဒါပေမဲ့တခုသတိထားရမှာကမကောင်းတဲ့အလေးကျင့်တွေကလည်းတင်းကိုအောက်ဆုံးထိဆွဲချသွားနိုင်တာပါလေရလဒ်တွေဘာလို့မမြင်ရသေးတာလဲရေခဲတုံးတစ်ခုကိုစိတ်ကူးကြည့်ပါ25ဒီဂရီကနေ31ဒီဂရီထိအပူပေးနေပေမဲ့ရေခဲကအရေးမပြောင်းသေးပါဘူးဒါပေမဲ့32ဒီဂရီရောက်တဲ့အခါမှာတော့စတင်အရေးပြောင်းပါတော့တယ်1ဒီဂရီတိုးလိုက်ရုံနဲ့ဖြစ်လာတဲ့အပြောင်းလဲဟာအရင်ကတင်ပေးခဲ့တဲ့အပူချိန်တွေရဲ့စုပေါင်းအကျိုးရလာပဲဖြစ်ပါတယ်အလေးအကျင့်တွေကလည်းဒီလိုပါပဲအစပိုင်းမှာဘာမှမထူးခြားတယ်လို့ခံစားရနိုင်ပေမဲ့တင်ဟာအောင်းနေတဲ့စွမ်းရည်တွေကိုစုဆောင်းနေတာပါပန်းတိုင်တဲ့စနစ်ကိုအာရုံစိုက်ပါအောင်မြင်တဲ့သူတွေနဲ့ရှုံးနေတဲ့သူတွေမှာတူညီတဲ့ပန်းတိုင် goal ရှိတတ်ကြပါတယ်ဒါဆိုရင်ဘာကသူတို့ကိုကွာခြားသွားစေတာလဲပန်းတိုင်ဆိုတာတင်လိုချင်တဲ့ရလဒ်ဖြစ်ပြီးစနစ်ဆိုတာကတော့ထိုရလဒ်စီကိုပို့ဆောင်ပေးတဲ့လုပ်ငန်းစဉ်တွေဖြစ်ပါတယ်ရလဒ်ကိုပြောင်းလဲခြင်းစနစ်ကိုအရင်ပြင်ပါတင်ဟာတင်းရဲ့ပန်းတိုင်ကိုစီကိုမြင့်ကျသွားတာမဟုတ်ပဲတင်းရဲ့စနစ်ကိုရှိတဲ့အဆင့်တန်းစီကိုပြန်ကျသွားတာဖြစ်ပါတယ်တင်ဘသူဖြစ်ချင်တယ်လဲတကယ်အပြောင်းလဲကတင်ဘာရချင်တယ်ဆိုတာထက်တင်ဘလို့လူစားမျိုးဖြစ်ချင်တယ်လဲဆိုတာကနေစတင်တာပါစာအုပ်ဖတ်ဖို့ပန်းနိုင်မထားပါနဲ့စာဖတ်သူတရားဖြစ်လာဖို့ကြိုးစားပါတင်းရဲ့အပြုအမူတိုင်းဟာတင်ဖြစ်ချင်တဲ့လူစားမျိုးတော့မဲပေးနေခြင်းဖြစ်ပါတယ်တေးဟဲ့တဲ့အောင်မြင်မှုလေးတွေနဲ့တင်ဟာတင့်ကိုတင်ယုံကြည်မှုတည်ဆောက်ပါနောက်ဆုံးအနေနဲ့ပြောရရင်ဘဝရဲ့ကြီးမားတဲ့အပြောင်းလဲတွေဟာတေးခဲ့တဲ့ဆုံးဖြတ်ချက်လေးတစ်ခုကနေစတင်ခဲ့တာပါဒီနေ့တင်လုံးမဲ့အရာကဘာချစ်မလဲသတိထားပါတေးခဲ့တဲ့အပြောင်းလဲတွေကအံ့အားသင့်ဖွယ်ရလဒ်တွေကိုရရှိနိုင်ပါတယ်ဒီဗီဒီယိုကိုသဘောကျမှာ like and subscribe လေးလုပ်ပါကြပါ